စံသားအရန်ပါပြီးတော့ဖြောက်ဆင်းနေတဲ့ brother တွေအတွက်ကိုဘယ်လိုသပင်ပုံစံမျိုးလေးတွေထားရင်တက်တော်မလဲဆိုတာလေးကိုဒီဗီဒီယိုကနေကျွန်တော်မျှဝေပေးချင်တာဖြစ်လို့ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပါ brother တို့အားလုံးသိတဲ့အတိုင်းပဲသပင်ကပါနေလို့ရှိရင်ကျွန်တော်တို့ဘီးခွဲဖီးခြင်းအောင်မှပြကက်ကက်ကြီးကြီးမလာတာမျိုးလေခွဲထားခြင်းရင်လည်းဖောင်းလေးမဖြစ်ပဲနဲ့ပြကက်ကက်ကြီးပျော့ဆင်းလုံးနေတဲ့အတွက်အဆင်မပြေတာမျိုးတွေရှိနိုင်တယ်ဒါကြောင့်ဒီဟာကိုဖြည့်ရှင်းလို့ရမယ့်နည်းကတော့ကျွန်တော်တို့ wavy hairstyle ကိုပြေလေးကောက်လိုက်မယ်ဆိုရင်ဘီးခွဲထားရင်လည်းဖောင်းဖောင်းကြွကြွလေးနဲ့ကြည့်ရတာအရင်ထပ်ပို့ပြီးတော့မိုက်တယ်လေခွဲထားမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဗျအရန်ကပ်ပလီဆန်ဆန်ကောက်ရတာဆိုင်တဲ့ညီကိုတွေဆိုရင်တော့ဘေးခွဲလေခွဲထားလို့မရဘူးအရန်ကာလီနဲ့ဆိုင်ကိုကောက်မယ်ဆိုရင်ခြေချပုံစံလေးတွေထားမယ်ဆိုရင်တော့သပင်အရန်ပါပြီးဖောက်ဆင်းတဲ့ညီကိုတွေတို့ကအဆင်ပြေပါလိမ့်မယ်ဒီလိုကောက်တဲ့နေရာမှာကျတော့ကိုကသပင်ဘယ်လိုပုံစံထားမလဲဆိုတဲ့ပုံမျိုးတွေကိုကအရှိချကြရင်တော့အရန်ကာလီဆန်ဆန်ကောက်လို့ရတယ်တိတ်ပြီးတော့မကောက်ချင်ဘူးဒါမှမဟုတ်ရှေ့ချတာမကြိုက်ဘူးတခြားဒီပုံစံမျိုးတွေထားမယ်ဥပမာလေခွဲတို့ဘေးခွဲတို့လိုထားမယ်ဆိုရင်တော့ပြပြလေးဝေဗီလောက်လေးကောက်လိုက်တာပဲပို့ပြီးတော့တင်တော့ပါလိမ့်မယ်ဗျ။လောက်ဆိုရင်သပင်ပါပြီးပြောတဲ့ brother တွေဘယ်လိုလုပ်ရမလဲဆိုတာကိုသိလောက်ပြီးလို့ပြပါတယ်။တခြားသိချင်တာလေးတွေချင်းလည်းအောက်က comment မှာအောင်ရောက်ဆွေးနွေးပေးသွားနိုင်ပါတယ်။အဆုံးလေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ရအောင်